ပိုင်းနေပြီးတော့ကျေဆိုလိုက်ပါရှင်ညီမတို့မဟာနဲ့ Wi-Fi နဲ့ပတ်သက်တဲ့အသေးစိတ်ချက်လက်လေးတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်ရှင်ပထမဦးဆုံးအနေနဲ့ညီမတို့ဒီမှာဆိုရင် Home Plan Premium Plan လေးဆိုပြီးတော့ Plan လေး2မျိုးရှိပါတယ်ရှင် Home Plan လေးမှာဆိုရင်တော့ 25 month 34,500 30 month 39,500နဲ့ 40 month 49,500ကျပ်တို့ဖြင့်စတင်သုံးပြီးလို့ရပြီ Premium Plan လေးမှာဆိုလို့ရှိရင်50 month 69,500 100 month 33,500ကျပ်တို့ဖြင့်စတင်သုံးပြီးလို့ရနေပြီဖြစ်ပါတယ်ရှင်ဒါရီမကသေးပဲနဲ့ညီမတို့စီမှာဆိုရင်တစ်လချင်းပေးတင်လို့ရတယ်3လစာ6လစာလည်းပေးစီရမလို့ဆိုတော့အခုမှစတက်မဲ့ customer တွေအတွက်အရန်ဆင်ပြေပါတယ်ရှင်ဒါအပြင်ကိုစက်တွေကျိုးတွေတက်စင်ကားတွေရောအခမဲ့နဲ့တက်စင်ပေးမှာပဲဖြစ်ပါတယ်ရှင်လိုင်းနဲ့စားပြီးတော့ကိုအပြည့်အဝအာမခံပါတယ်ရှင်ညီမတို့စီမှာဆိုရင်ရိုးလိုင်းချက်လိုင်းနဲ့ error မျိုးဆိုရင်24နာရီအတွင်းပြန်လည်ဖြေရှင်းပေးပြီးစမီးကြီးကျိုးပြ error မျိုးဆိုရင်48နာရီအတွင်း engineer အသင်းကိုလူချင်းကြီးအိမ်နိုင်ရက်ကိုပြန်လည်ပြင်ဆင်ပေးပါတယ်ရှင်ရန်ကုန်မြို့ရဲ့မြို့နယ်တော်တော်များများမှာလည်းတက်စင်လို့ရနေဖြစ်တဲ့အတွက်ကြောင့်မို့အခုပဲဖုန်းဆက်ပြီးတော့ order လေးတင်လိုက်ကြပါရှင် order လေးတင်ထားမယ်ဆိုလို့ရှိရင်တော့399984 945 5354ကိုဆက်သွယ်ပြီးတော့ order လေးတင်ထားနိုင်ပါတယ်ရှင်